ဂျပန်လူမျိုးတွေကမွေးဖွားလာတဲ့ခါမှာရှင်တိုဘာသာဝင်ဖြစ်မွေးဖွားလာပြီးတော့တည်ဆုံးကြတဲ့ခါမှာဆိုလို့ရှိရင်ဗုဒ္ဓဘာသာဝင်ဖြစ်တည်ဆုံးကြတယ်ဆိုတာမိတ်ဆွေတို့သိပြီးပါလားဘာသာတရားနှစ်ခုလုံးကိုတပြိုင်နက်ကိုးကွယ်နေတဲ့ဂျပန်ရဲ့ထူးခြားတဲ့ယုံကြည်မှုအကြောင်းကိုကျွန်တော်ဒီနေ့ပြောပြပေးသွားမှာဖြစ်ပါတယ်ဆိုတော့အားလုံးပဲမင်္ဂလာပါကျွန်တော်ကတော့ MNT ပဲဖြစ်ပါတယ်ဆိုတော့ကျွန်တော်ဗီဒီယိုလေးကိုဆက်လက်ရအောင်ဂျပန်နိုင်ငံရဲ့ကိုးကွယ်ယုံကြည်မှုကဆိုလို့ရှိရင်ကမ္ဘာမှာထူးခြားတဲ့အထက်မှာပါပါတယ်သူတို့ကဘာသာတရားတစ်ခုတည်းကိုပဲဆွဆွမြင်မြင်ကိုးကွယ်ကြတာမျိုးမဟုတ်ပါဘူးရှင်တိုဘာသာနဲ့ဗုဒ္ဓဆင်ဘာသာနှစ်ခုကိုတစ်ထပ်တည်းပေါင်းစည်းပြီးတော့ကိုးကွယ်ကြတာမျိုးပါဒါကိုဂျပန်လိုဆိုလို့ရှိရင်တော့ရှင်ဘုစုရှူကိုဆိုပြီးတော့ခေါ်ကြပါတယ်မြန်မာလိုဘာသာပြန်မယ်ဆိုလို့ရှိရင်တော့ဒါနတ်ဘုရားနဲ့ဗုဒ္ဓပေါင်းစည်းခြင်းဆိုပြီးတော့အတိတ်ပဲဖွင့်ဆိုလို့ရပါတယ်ဆိုတော့ဂျပန်ရဲ့ရှင်တိုဘာသာအကြောင်းအရင်ဆုံးရှင်းပြပေးပါမယ်ရှင်တိုဆိုတာကဂျပန်ရဲ့မူလလက်ဟောင်းရိုးရာယဉ်ကျေးမှုတစ်ခုပါပြောရမယ်ဆိုလို့ရှိရင်တော့ရှင်တိုကဘာသာရေးတစ်ခုဆိုတာထက်အများကြီးပိုပါတယ်သူတို့ဂျပန်လူမျိုးတွေကဒါနေထိုင်မှုပုံစံဆိုပြီးတော့ပြောမယ်ဆိုလို့ရှိရင်လည်းလုံးဝမမှားပါဘူးဂျပန်လူမျိုးတွေကဆိုလို့ရှိရင်တော့ဒါတစ်ပင်နေမြစ်ချောင်းနေနေမင်းနေကြောက်တုံးနေဒီတဘာဝတရားတွေအားလုံးမှာဆိုလို့ရှိရင်ခါမိဆိုတဲ့နတ်ဘုရားရှိတယ်ဆိုပြီးတော့ယုံကြည်ကြတာပါရှင်တိုဆိုတာကအခုလက်ရှိဘဝရဲ့ပျော်ရွှင်မှုတွေစိုက်ပျိုးရေးအောင်မြင်မှုတွေနဲ့မိမိရဲ့ကလေးငယ်တွေကျန်းမာပျော်ရွှင်မှုအတွက်ကိုဆူတောင်းတဲ့နေရာတစ်ခုဆိုပြီးတော့အဓိပ္ပာယ်ဖွင့်ဆိုလို့လည်းရပါတယ်အဓိကကတော့ရှင်တိုဆိုတာကလက်ရှိဘဝရဲ့ပျော်ရွှင်ခြင်းနဲ့ကံကောင်းခြင်းတွေရလာဖို့အဓိကရည်ရွယ်ချက်ထားပြီးတော့ကိုးကွယ်ထားခြင်းမျိုးပါကဲဒီတော့ဗုဒ္ဓဘာသာဘက်ကိုသွားလိုက်ကြရအောင်ဂျပန်နိုင်ငံကိုဗုဒ္ဓဘာသာစရောက်လာတာကတရုတ်နဲ့ကိုရီးယားကတဆင့် AD 600ရာစုလောက်ကမှစပြီးတော့ဝင်ရောက်လာတာမျိုးပါဗုဒ္ဓဘာသာကိုတော့ဒါဘဝရဲ့နာကျင်မှုတွေနဲ့တည်ဆုံးခြင်းတွေရင်ဆိုင်ကြရတဲ့အခါမှာဂျပန်တွေကဗုဒ္ဓဘာသာဘက်ကိုလှည့်ကြပါတယ်ဂျပန်လူမျိုးတွေဗုဒ္ဓဘာသာကိုကိုးကွယ်ရခြင်းအကြောင်းရင်းက၃မျိုးပဲရှိပါတယ်နံပါတ်၁ကကြတော့ဒါစိတ်အေးချမ်းမှုပေါ့နော်လက်ရှိဘဝရဲ့စိတ်အေးချမ်းမှုငြိမ်းချမ်းမှုပေါ့နောက်တစ်ခုကကြတော့တည်ခြင်းတရားနောက်ဆုံးတစ်ခုကြတော့နောင်ဘဝဆိုတဲ့အရာတွေပေါ်မှာသူတို့အခြေခံထားပြီးတော့အဓိကကိုးကွယ်ကြတာပါဒါကြောင့်ပဲဂျပန်စာပနာ90%ကျော်လောက်ကဗုဒ္ဓဘာသာရဲ့ထုံးစံအတိုင်းဖြစ်နေရပါဒါဆိုဘာလို့ဘာသာနှစ်ခုလုံးကိုကိုးကွယ်ကြရလဲဘာလို့နှစ်ခုလုံးကိုးကွယ်တာလဲဆိုလို့ရှိရင်တော့ဒါဂျပန်လူမျိုးတွေကရှင်တိုဆိုတာကအသက်ရှင်ခြင်းလက်ရှိဘဝအတွက်ဖြစ်ပြီးတော့ဗုဒ္ဓဘာသာဆိုတာကတည်ဆုံးခြင်းနဲ့နောက်ဘဝအတွက်ကိုဖြစ်ပါတယ်ဒါကြောင့်ပဲဂျပန်မှာဆိုလို့ရှိရင်ကလေးမွေးတာမျိုးပဲဖြစ်ဖြစ်မင်္ဂလာဆောင်တာမျိုးပဲဖြစ်ဖြစ်ဒါရှင်တိုရှရိုင်းတွေကိုတွားပြီးတော့ဒါဇာပနအခမ်းအနားတွေဆိုလို့ရှိရင်တော့ Buddhist temple တွေမှာလောက်ကြတာပါတော့ဘာသာတရားနှစ်ခုလုံးကိုအငင်းပွားစရာမလိုပဲနဲ့ဘဝရဲ့အစိပ်ပိုင်းတစ်ခုစီဖြစ်ကိုဒါလက်ခံထားတဲ့ဂျပန်လူမျိုးတွေအတွေးခေါ်တာတော့နည်းနည်းစိတ်ဝင်စားဖို့ကောင်းတယ်ပေါ့နော်ဆိုတော့မိတ်ဆွေတို့အနေနဲ့ဒီအရာပေါ်မှာဘယ်လိုမျိုးအမြင်ရှိပါသလဲကိုယ့်ရဲ့ထင်မြင်ချက်လေးတွေကို comment ထဲမှာရေးသွားခဲ့လို့ရပါတယ်ဒီတော့ဒီလိုမျိုးဂျပန်နဲ့ဘူတုတအရာစီအကြောင်းအရာတွေကိုသိရှိနိုင်ဖို့အတွက်ကို page ကို like နဲ့ follow လေးလုပ်ခဲ့ဖို့မမေ့နဲ့နော်